နေ့တော့နည်းနည်းလေး introduce လုပ်လိုက်တယ်ပေါ့အားပေးပါမယ်အားပေးပါနဲ့ကင်မရာရှင်းပါဘူးအားလုံးမင်္ဂလာပါဒီနေ့ကတော့ Sunday ပါရိုက်ကူးမရှိဘူးရိုက်ကူးမရှိဆိုတာထွေထူးရိုက်ကူးတော့မရှိဘူးပေါ့နော်ကင်မရာဆိုတော့ဒါရိုက်ကူးပဲဒါပဲထွေထူးမရှိဘူးကျွန်တော်ဒီနေ့ပွဲလေးတစ်ခုသွားစရာရှိပါတယ်အမားတယောက်ဖိတ်ထားတာဆိုတော့ပွဲလေးသွားမယ်သွားပြီးွားရင်လည်းဒီနေ့လှုပ်ရှားလေးနေရှိတယ်ပင်တော့ပြင်မယ်လေးမယ်ဒီပေါ့နော်ဆိုတော့အလူလိုမျိုးပွဲလေးပေါ့နော်ဆိုင်ဖွင့်ပွဲ plus အလူဆိုတော့ဝါဒီလည်းဆွဲလို့ရတယ်ပြီးရင်သူ့ရဲ့ဆိုင်လေးနဲ့သွားကြည့်ပါပေါ့နော်ဆက်ရှိုးလိုက်အိမ်အောက်မှာစောက်ထားတဲ့အကြောင်းဆိုင်ဆိုတော့အားတော့ပိုင်ရှင်မမကြီးပါမရှုံးဆက်လိုက်ပါမရှုံးပါဒီနေ့ကတော့အိမ်တက်နေဆိုတော့နည်းလေးတော့ရှုံပြီးတော့အရန်တိတ်ချာမပြင်ရသေးဘူးဒီဆက်မှာကျွန်တော်အကြိုက်ဆုံးဆင်ရတယ်မှာဆိုင်တော့ကိုလာတဲ့ customer တွေက coffee တိတ်မတောက်ကြအောင်အဲ့လို wine တို့ champagne တို့တောက်မယ်ဆိုတော့လောတယ်တော့ပြီးသေးရော gin စစ်မယ်ပြီးသေးအပေါ်မှာ champagne နဲ့ wine နဲ့ထားမှာပေါ့နော်ရပါပါရှိတယ်ဆိုဝယ်ပေးမှာတောင်းဖို့ပြီးဆွဲကြိုးရယ်တစ်ခက်ရယ်လက်စွပ်ရယ်အကုန်ကြိုက်တာယူလို့ရတယ် collection တော့တော်တော်များတယ်ကြောက်တော့ဘာနားမလဲဘူးအော်အပြည့်မခင်ရသေးရောမပြီးသေးတော့လေဒီနေ့အိမ်တက်နဲ့ရှုပ်နေတာဆိုတော့ဒီအောင်ပြန်ပြန်သွားတယ်တောက်လို့ရလားတောက်လို့ရတယ်တောက်လို့ရတယ်မွေးလည်းတောက်လို့ရတယ်မွေးလည်းတောက်လို့ရတယ်တောက်လို့ရတယ်မ page ရှိလား page ကမလုပ်ပါသေးဘူးpage ကမလုပ်ပါဘူးဒါပေမဲ့အမ page မှာအများကြီးတော့လုပ်မှာအဲ show and channel ကျန်ဆိုရဲနာမည်နဲ့ပဲ page ထွက်ရင်ဒီမှာအားပေးလို့ရတယ်။ဘာလို့လဲ။ box လာပါတယ်။တက်ကြီး။ဖြစ်နေတယ်ကွာ။ဟိုလိုမျိုးတော့ official announce တော့မလုပ်သေးဘူး။ဒါပေမဲ့အမဒီနေ့တော့စောဖို့ပန်းနေလို့အိမ်တက်လည်းဒီနေ့ရှိရဲဆိုတော့ဟိုတီးရမဲချွေရောဒီမှာရောင်းနေပြီပေါ့နောက်ဆိုရှင်ဝယ်လို့ရှင်ဒါအားပေးဖို့အတွက်ကိုဒီနေ့တော့နည်းနည်းလေး introduce လုပ်လိုက်တယ်ပေါ့။အားပေးပါမယ်။အားပေးပါ။ကင်မရာရှင်းပါဘူး။လား။ဒါကအိမ်တက်ရောပါရောဆိုတော့ဒီလိုဒီလိုလက်ဒီလိုပဲနေလိုက်ရင်ပြန်ပြီးပေါ့ကဲနောက်တစ်နေရာကူတော့ပါမယ်futsal training နည်းနည်းလေးနောက်ကျနေပြီဖနမီလာတယ်ဘလုံးကတော့တာဘောကဖနမီလာရိုက်တယ်ဟုတ်ပါဒီဘက် close ဒီဘက်ရှိပါရ85ကြီးအရမဟုတ်ဝိတ်လို့လားအားလုံးဘိုက်ပါဘိုက်ဖြတ်ခိုင်းရပါစံတာဖြတ်ခိုင်းရရှိပါပါ
နေ့က training မှာ3ရက်နေ့ပွဲရှိတော့ကျွန်တော်အတင်းနေနဲ့ချင်းကန်တာကျွန်တော်အတင်းပါပါမယ် Play Channel မှာပြပါမယ်ညနေ3နာရီနဲ့9နာရီ၄သိန်းပေါ့နော်ဒီလူပညာရှင်တွေလူရှင်ပြုဆောင်တွေပြီးရင်အစိုးရတွေအများကြီးပါအောင်နော်ဆိုတော့အားပေးကြပါကျွန်တော်လည်းအားပေးကြပါ